လူအတော်များများကတရေချောက်တာကိုကြောက်ကြတယ်။ဒါပေမဲ့တကယ်တော့တီးပြီးသားလူကလာချောက်တာထက်ကိုးစစ်ထဲမှာပြန်ရှင်နေတဲ့အတိတ်ရဲ့အရေးတွေကပိုပြီးအသက်ရှူကျက်စီပါတယ်။တခါတော့ကမြမပြီးအထက်ပိုင်းကရွာလေးတရွာလားကိုကျော်ဆိုတဲ့လူနေတယောက်ရှိတယ်။သူဟာရိုးသားပြီးစူးစမ်းသူတယောက်ဖြစ်ပေမဲ့သူ့ရဲ့အားနည်းချက်ကမပြတ်သားတာပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသူကိုလိုင်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့်ဆုံးရှုံးခဲ့ရတဲ့ချစ်သူမိုးကိုအနည်းတန်းတန်တာနေတတ်တယ်။ညနေတန်းကောင်ရမှာကိုကျော်ဟာအိမ်မက်ထိန်မှတင်မကပဲလက်တွေ့မှာပါသူမရဲ့ငိုသားနေကိုကြားနေရတယ်။ကိုကြီးမိုးကိုဒီအတိုင်းထားခဲ့တော့မှလားအမောင်ထဲမှာပေါ်လာတဲ့ဖြူဖြို့ဖြို့ရုပ်သွင်းကိုသူကမကြောက်ပဲဖတ်တွယ်ထားခြင်းခဲ့တယ်။ဒါဟာချစ်ချင်းတရားထက်နောင်တကပိုများနေလို့ပါ။ဒီနေရာမှာပြိတ္တကိုပေးခြင်းတဲ့ message ကကျွန်ုပ်တို့လူသားတွေဟာတခါကလေးမှာကိုဒုက္ခပေးနေတဲ့အတိတ်ကနာကျင်မှုတွေကိုတန်ရောစင်ဆိုတဲ့နာမည်တက်ပြီးဖတ်တွယ်ထားကြပါတယ်။ချောင်းလန့်နေတဲ့တရေကိုမှမကြောက်ပဲလက်ခံထားမိတာဟာရှေ့ဆက်ရမှာကိုကြောက်နေလိုပါလေ။ကိုကျော်ဟာအဲ့ဒီအမောင်တုထဲကအရေးကိုအခန်းထဲအထိဖိတ်ခေါ်လိုက်တဲ့နေ့ကစပြီးသူ့ရဲ့ဘဝစွမ်းအင်တွေတဖြည်းဖြည်းဆူယူလာခဲ့ပါတယ်။ဒါဟာတရေချောက်တာလားဒါမှမဟုတ်အတိတ်ကိုခါမချနိုင်တဲ့သူ့စိတ်ကပဲသူ့ကိုပြန်တက်နေတာလားကိုကျော်တယောက်မိုးရဲ့ဝိညာဉ်ကိုအိမ်ထဲမှာပဲအမြဲရှိနေစေဖို့ခွင့်ပြုခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့ပတ်ဝန်းကျင်ကတဖြည်းဖြည်းပြောင်းလဲလာပါတယ်။သူဟာအပြင်လူတွေလည်းမတွေ့တော့ဘူးအလုပ်တွေလည်းမလုပ်နိုင်တော့ပဲအမှောင်ခန်းထဲမှာပဲထိုင်နေတတ်လာတယ်။သူ့အတွက်တော့ဒါဟာချစ်ချင်းမေတ္တာလို့ထင်နေပေမဲ့တကယ်တော့ဒါဟာအစိတ်တစ်ရဲ့တန်ရုံစင်တစ်ခုပါ။ကိုကြီးမိုးကိုချစ်တယ်ဆိုအပြစ်မထွက်ပါနဲ့တော့ဒီမှာပဲမိုးနဲ့အတူနေပါဒီစကားကဟာတာယာနာပြိုပွဲကောက်ပေမဲ့ကိုကျော်ရဲ့ဘဝကိုတော့ဖြည်းဖြည်းချင်းတက်နေတာပါသူ့ရဲ့မျက်လုံးတွေညူမဲလာတယ်ခန္ဓာကိုယ်ကပိန်ချုံလာတယ်အားလုံးကသူ့ကိုတရေဆွဲနေပြီလို့ပြောကြပြီးမြင်သူကတော့ငါချစ်သူငါနားမှာရှိနေတာပဲလို့စွမိတ်ရင်းနေခဲ့တယ်ဒီနေရာမှာကျွန်ုပ်တို့ဘေးသက်ကိုပေးခြင်းတဲ့ဘဝတည်ငန်းစာကတခါတလေမှာကျွန်ုပ်တို့ဟာကိုဒုက္ခပြီးနေတဲ့အကျင့်ဆိုတွေဆက်ဆံရေးအမှားတွေနဲ့နာကျင်စရာအတိတ်တွေကိုအသားကျသွားလို့ဆိုရဲ့အကြောင်းပြခြင်းနဲ့ဆွဲထားကြပါတယ်သူတို့ကတင့်ကိုအပိုးရဲမှနွမ်းထွေးမှုပေးတယ်လို့နဲ့တကယ်တော့တင်းရဲ့အနာဂတ်ကိုစားသုံးနေကြတာပါတရေဆိုတာထက်ပူကြောက်ဖို့ကောင်းတာကကိုဖျက်ဆီးနေမှန်တီးပါလေလက်မလွတ်နိုင်တဲ့အစွဲလန်းပါပဲကိုကျော်ဟာတနေ့မှာတော့မှန်တဲ့ကသူ့ကိုယ်သူပြန်ကြည့်မိတဲ့အခါကြောက်စရာကောင်းနေတာကသူ့နောက်ကဝိညာဉ်မဟုတ်ဘဲတတ်မှတ်နေတဲ့သူ့ရဲ့မျက်လုံးတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ကိုကျော်ဟာမှန်တဲ့ကပိန်ချုံနေတဲ့သူ့ကိုယ်သူကြည့်ပြီးထိတ်လန့်သွားခဲ့တယ်သူ့ပခုံးပေါ်မှာတွေ့ကပ်နေတဲ့မိုးရဲ့လက်ကြောင်လေးဟာနွမ်းထွေးမှုမဟုတ်ဘဲအေးဆက်ရည်အသက်ရှူကျက်စီတဲ့အနှံ့အဖွေတွေမှန်ကိုသူသဘောပေါက်သွားခဲ့ပါ යි သူဟာအတိတ်ကိုချစ်တာမဟုတ်ဘဲအတိတ်ထဲမှာပဲကိုပြန်ပိတ်လောင်ထားတာချစ်နေပါ යි မိုးမင်းသွားတဲ့နေရာကိုသွားပါတော့ငါလဲငါဘဝကိုငါပြတ်နေတော့မယ်ငါမင်းကိုဆွဲမထားတော့ဘူးကိုကျော်ကပြက်ပြက်တတပြောလိုက်တဲ့အခါမှာတော့သူ့ကိုခြောက်လန့်နေတဲ့အရေးမဲကြီးကတဖြည်းဖြည်းမှေးသိမ်းပျောက်ကွယ်သွားပါတော့တယ်အခန်းထဲကိုနနက်ခင်းနေလေရောက်အလင်းတန်တွေဝင်ရောက်လာပါတော့တယ်ဒီဇလန်းလေးကိုနားဆင်ပြီးနောက်ဇလန်းမကွဲမီတစုံတရာအတိလေးရရှိနိုင်ကြပါစေလို့ဆန္ဒပြုရင်နောက်တစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ